အလုပ်ပေးရမှာအပန်းဖြစ်ခီးလဲသွားခြင်းနဲ့ဒါပေမဲ့ပတ်စံတွေအများကြီးကုန်မှလဲစိုးရိမ်နေတယ်ဆိုလို့ရှိရင်ဒီနေရာလေးကိုသွားလို့ရပါတယ်အဲ့ဒါကတော့မလေးရှားနိုင်ငံမှာရှိတဲ့တာကာပန်ကွိုင်းလို့ခေါ်တဲ့ရေတံခွန်လေးပါအဲ့ရေတံခွန်လေးကမလေးရှားနိုင်ငံရဲ့ဘီကော့မြို့မှာရှိတဲ့ရေတံခွန်လေးပဲဖြစ်ပါတယ်အဲ့ရေတံခွန်လေးကိုကျွန်တော်တို့တငယ်ချင်းတွေစုပြီးသွားခဲ့တော့ကအမှတ်တရလေးတွေကိုပြန်ပြောရပေးမှာမို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့ကြအောင်နော်ဝင်ကြီးကလည်းတယောက်ကိုမလေးရှားမင်းကြီး15ချက်ပဲပေးရတာဆိုတော့အရန်ကိုတက်တာနေပါတယ်ဒီရေတံခွန်လေးမှာဆိုလို့ရှိရင်အဆင့်3ဆင့်ရှိပြီးအရန်ကိုပျော်ဖို့လည်းကောင်းပါတယ်တောင်ကျရေအေးလေးနဲ့တဘာဝတောတောင်ရေမြေကိုတိုးဝကြီးအေးစစ်စစ်ခံစားလို့ရမယ့်နေရာလေးမို့တငယ်ချင်းတွေနဲ့စုပြီးတွားရောက်လက်ပဲတင်ပါတယ်ခင်ဗျာရေတံခွန်က3ဆင့်တောင်ဆိုတော့ဘယ်ဆင့်မှာပဲစောစောအရန်ကိုပျော်ဖို့ကောင်းပါတယ်ပြီးတော့ရေတံခွန်ကြီးကိုနောက်ခံထားပြီးဓာတ်ပုံလှလှလေးတွေလည်းအများကြီးရိုက်လို့ရပါသေးတယ်ရမကလူလင်တွေအတွက်ဆိုရင်မီးပုံနဲ့အသားငါးလေးတွေကိုကြိုတင်ပြင်ဆင်သွားရင်ပို့ပြီးတော့ကောင်းပါတယ်။ရေတံခွန်ကြီးရဲ့ပြီးမှာအသားငါးလေးကင်စားလိုက်ရမကလေးတောက်လိုက်ရေကူးလိုက်နဲ့လူပစ္စည်းတင်ကိုအပြည့်အဝခံစားလို့ရမယ့်နေရာလေးလည်းဖြစ်ပါတယ်။အပေါ်ဆုံးကရေတံခွန်မှာဆိုလို့ရှိရင်ရေက2နေရာကနေကျနေပြီး2နေရာဆုံးမှလေးရေကစားလို့ရပါတယ်။အလဲကရေတံခွန်မှာကြတော့ရေကလည်းနှစ်တလူရေလျှော့စီးလို့ရပြီးရေတွေလည်းကူးလို့ရပါတယ်ကျွန်တော်တို့ဖွဲ့တွေလည်းရေလျှော့စီးလိုက်ရေကူးလိုက်နဲ့တော်တော်လေးကိုပျော်ခဲ့ရပါတယ်အောက်ဆုံးကရေတံခွန်မှာဆိုလို့ရှိရင်ကလေးတွေနဲ့တကြီးရွယ်အိုတွေအတွက်ရေကစားလို့ကောင်းမဲ့နေရာလေးလည်းဖြစ်ပါတယ်အပေါင်းသေးတွေစုပြီးသွားရင်အရန်ပြုတ်ဖို့ကောင်းတဲ့နေရာလေးမို့တစ်ခေါက်လောက်တော့ရောက်အောင်သွားသိချင်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းခီးသွားဗီဒီယိုအပြင်မလေးရှားနဲ့ပတ်သက်တဲ့ဘူးသူရရစရာဗီဒီယိုတွေကိုအများနဲ့တင်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကိုလည်းlike and subscribe လေးလုပ်ပေးခဲ့ကြအောင်နော်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်အားလုံးပဲ bye bye